ကရင်ပြည်နယ်တနင်္လာရီတိုင်းတို့နဲ့နယ်နိမိတ်ထိစပ်နေတဲ့နေရာတွေအပါအဝင်မော်ဘီနယ်အတွင်းကစစ်ရေးအရအရေးပါတဲ့နေရာအများစုကိုစစ်အုပ်စုကအခုနှစ်အတွင်းမှာပြန်လည်ထိန်းချုပ်ထားနိုင်တယ်လို့တော်လှန်ရေးအင်အားစုတွေစီကနေသိရပါဗျ။ရွေးကောက်ပွဲကျင်းပမဲ့ရက်ကိုအတိအကျထုတ်ပြန်ပြီးတဲ့နောက်မှာစစ်အုပ်စုဟာသူတို့လက်လွတ်ထားရတဲ့နေမြေတွေကိုပြန်လည်ရယူဖို့ကိုအပြင်းထန်စစ်ကြောင်းထိုးနေခဲ့တာနိုင်ငံတောင်ပိုင်းကမော်ဘီနယ်လည်းအပါအဝင်ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေထဲမှာစစ်ရေးအရအရေးပါတဲ့ရန်ကုန်မော်လမြိုင်ထဝယ်အမှတ်၈ပြည်ထောင်စုလမ်းပိုင်းနဲ့ကရင်တနင်္လာရီတိုင်းနဲ့နယ်နိမိတ်ထိစပ်နေတဲ့နေရာအများစုတွေအပြင်နယ်စပ်ထွက်ပေါက်လမ်းကြောင်းတွေကိုတော်လိုင်းပူပေါင်းတက်ကနေမြေစိုးမိုးမှုရယူပြီးတော့စစ်ရေးအရအားသာချက်တွေရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့စစ်အုပ်စုကအခုနှစ်အတွင်းမှာနယ်စပ်ထွက်ပေါက်လမ်းကြောင်းတွေအပါအဝင်စစ်ရေးအရအရေးပါတဲ့လက်လွတ်ထားတဲ့နေမြေတွေကိုလည်းထိန်းချုပ်ထားနိုင်ခဲ့တယ်လို့မွန်တော်လိုင်းရေးလူငယ်တို့ကပြောပါတယ်။ အရင်ကတော်လိုင်းရေးတပ်တွေကကောင်းကောင်းထိချုပ်ထားနိုင်တာရှိခဲ့တယ်။ဥပမာကြိုက်မြော်ဘက်ဂျိုင်းစိတ်ကြီးဘက်ပေါ့နော်။ရေးတံမြူစီကနေဆက်ထပ်ပေါက်ကအစအဓိကရေးကြီးတဲ့နေမြေတွေပေါ့။မြို့တိန်စခန်းတိုင်းတိုက်ပွဲစိန်ခေါ်နိုင်ခဲ့တာတွေ့ရတယ်။ဒါကိုစစ်အုပ်စုကကောင်းကောင်းတီတော့ဒီနေမြေကိုလက်လွတ်ထားတာကြာသွားရင်မြို့ပေါ်ထိချင်းချောက်မှုတွေရှိလာမှာလေ။အဲ့ဒါကိုမဖြစ်လာခင်စစ်တပ်ကစီမံချက်ကောင်းကောင်းဆွဲပြီးတော့အခုနှစ်ဝက်လောက်တွင်းမှာနေမြေအလုံးကိုပြန်လည်ထိချုပ်နိုင်ခဲ့တာမျက်မြင်ပဲလေ။ဒီအခြေအနေကိုတေချာသုံးသပ်ပြီးတော့ပြေရှားဖို့လိုတယ်။အချို့နေမြေတွေကလက်မလွတ်တဲ့ပဲလက်လွတ်လိုက်ရတာရှိတယ်လေ။ အခုလိုထိန်းချုပ်နိုင်ဖို့ကိုဒရုန်းလက်နက်ကြီးတွေအလွန်ကျွံတုံးဆွဲခဲ့တယ်လို့နေမြေအားသာချက်တွေပြန်လည်ရယူနိုင်ဖို့ကိုနေမြေခံစစ်အုပ်စုလက်ဝေခံတွေဖြစ်တဲ့ကရင်နယ်ကြားစောက်တပ် BGF DKBA မွန်ငင်းချမ်းရေးတပ်တို့ရဲ့အကူအညီကိုရယူခဲ့တာလို့သူကဆက်ပြောပါတယ်။တနင်္လာရီပြိုဆက်မှလည်းတောက်လျှောက်စစ်ကြောင်းထိုးတဲ့ကိစ္စရက်တွေကိုပို့ပြီးလုပ်တယ်။မွန်ပြည်နယ်အနေထားကြီးမွန်ပြည်နယ်အောက်ပိုင်းပေါ့နော်ဒီရေဖြူတို့ရေတို့ဒီတမချက်ဒီတကြောပေါ့နော်ဒီတကြောမှာလည်းစစ်အင်အားတွေပို့ပြီးတော့များပြားလာတာပေါ့နော်ဒါကလည်းအဓိကအချက်တော့ရွေးကောက်ပွဲနှီးလာတယ်မြန်ရွေးကောက်ပွဲပေါ့သူတို့အောင်မြင်အောင်ကျင်းပမယ်ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပပြီးတဲ့အခါကျရင်ရွေးကောက်ပွဲအလွန်မှာဒီငင်းကြီးချမ်းနဲ့ဖြစ်ပါတယ်ဆိုတဲ့ဟာကိုသူပြပြီးတော့ဒီ legitimate ယူဖို့အတွက်ဒါကိုစပြီးတော့သူပြင်ဆင်နေတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ပေါ့နော်အခုတော့ဆုံးရှုံးထားတဲ့နေမြေကိုရယူထားနိုင်တဲ့စစ်အုပ်စုဟာအဲ့ဒီနေရာတွေမှာပဲခိုင်မာတက်ဆွဲထားပြီးတော့အားသာချက်တွေရယူထားတယ်လို့သူကဆိုပါတယ်ဒီလိုမျိုးနေမြေတွေပြန်လည်လက်လွတ်လိုက်ရတာဟာတော်လိုင်းတပ်တွေအချင်းချင်းမှာစီးလုံးညီညွတ်မှုမရှိတာလဲပါဝင်တယ်လို့ပြည်သူတွေကြားမှာဝေဖန်ပြောဆိုတာတွေရှိနေပါတယ်။